Miss Universe 2025ကိုမိုရာမနေ့3နာရီတဲကထပြီးကြည့်နေရပါတော့အခုတတိကိုပြန်ပြီးတော့မအေးရသေးဘူးတကယ်ကိုစူးစမ်းနေရမိုရာနေတဲ့ဒီနိုင်ငံမှာဆိုရင်တော့ဒါ Universe က3နာရီဆိုစတာပေါ့နော်အဲ့လိုဆိုတော့အိတ်လိုက်ရင်လည်းဒါတောက်လျှောက်အိတ်ပြောရမှာဆိုတော့မအိတ်ရဲဘူးအဲ့လိုဆိုတော့ခဏကြာရင်တော့ငါအိတ်တော့မယ်နော်ဆိုပြီးတော့မိုရာလုံနေတဲ့အချိန်မှာပဲဒါ Facebook ဖွင့်လိုက်တဲ့အချိန်မှာဒီနော် Miss Universe 2025ကဒီနေ့တင်ပဲပြီးဆုံးသွားတယ်ဒီနေ့ပဲငါတို့ရဲ့ Miss Universe မြန်မာ National Director အသက်ပေါ်လာပါပြီနော်အခုဒါ Miss Universe မြန်မာ National Director လိုက်စီကို2 link ကနေပြီးတော့ officially ဒါရရှိသွားပါပြီရှင်းပါတယ်ကဒါသတင်းတွေကထွက်ပြီးသားပေါ့နော်ဒါပေမဲ့အခုဒါ officially ဖြစ်သွားပါပြီအဲ့လိုဆိုတော့ဒါပို့ပြီးတော့ဒါနောက်နှစ်တင်မှာမတော်ပိုကောင်းတဲ့ရင်ခုန်မှုတွေကိုပို့ပြီးတော့စောင့်မျှော်နိုင်တာပေါ့နော် National Director က2 link ဆိုတော့မတော်တို့ကတော့ဒါသူ့ကိုယုံကြည်ပြီးသားဖြစ်တယ်အားလုံးသိကြတဲ့အတိုင်းပဲ2 link ကသူကကိုစားပြုမယ်ကိုရွေးချယ်တဲ့အချိန်မှာတိတိကျကျရှင်းဆက်ပြီးတော့တကယ်ကိုဒါအသင့်တော်ဆုံး quality ပြည့်ဝတဲ့ဒါမယ်တွေကိုသူကအများတန်းရွေးထုတ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်လို့နောက်နှစ်ပေါ့နော်မတော်တို့Miss Universe 2026ကြာရင်တော့ဒီတက်ပိုကောင်းတဲ့အားပေးမှုတွေနဲ့ဒါပြန်လာရမှာပေါ့နော်အဲ့ဆိုတော့ okay ဒီနှစ်ကတော့ဒါပြီးသွားပြီအဲ့ဆိုတော့နောက်နှစ်မှာမတော်တို့ဒီတက်ပိုကောင်းတဲ့အားပေးမှုတွေနဲ့ပြန်လာပါမယ်အဲ့ဆိုတော့ဒီနောက်နှစ်2026ဒီလိုအချိန်မှာပေါ့နော်မတော်တို့ဒီနှစ်တက်ပိုပြီးတော့ရင်ကိုစိတ်လှုပ်ရှားရတော့မယ်Okay အဲ့လိုဆိုတော့မရဲ့ဗီဒီယိုကိုကြည့်နေတဲ့သူတွေကရောအခုဒါထွက်လင်း Miss Universe မြန်မာလိုင်းစင်ရသွားတာနဲ့ပတ်သက်ပြီးတော့ဘာတွေပြောချင်လဲဆိုတာကို comment အောက်မှာရေးခဲ့ပေးသွားနိုင်ပါတယ်မရဲ့ဗီဒီယိုလေးကိုဒီမှာပဲအလုပ်ပါတော့မယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye